ရှေးရောင်ပကံပြည်ကြီးရဲ့ရွှေရောင်လှိုင်းတဲ့သမိုင်းစာမွေးနာရီမှာမင်းကြီးအနော်ရထာရဲ့လယုံတော်သူရဲကောင်းကြီး၄ဦးရဲ့ဂုံတည်ဟာယနေ့တိုင်ဟိမ့်နေစေဖြစ်ပါတယ်။ကြည်ပါညောင်ဦးဖြီအေယာဝတီမြစ်ရဲ့ပြင်းထန်တဲ့ရေစည်းကြောင်းကိုအမှုမထားပဲမြစ်ကိုအဆုံအဆန်ငါးတကောင်လိုကျွမ်းကျင်စွာကူးခတ်နိုင်တဲ့ရေကျဲစင်အရှင်သခင်ဂလုံးလက်ဖဲဆိုတာကတော့နွားအရှင်30နဲ့လဲထရနိုင်တဲ့ခွန်အားကိုတကိုယ်တည်းပိုင်ဆိုင်ထားသူပါရာမြေပြင်ကိုသူထရွန်ရက်လိုက်ကိုင်းမြေကြီးတွေဟာသူ့ရဲ့အားမှန်ကြောင့်တုန်ခါသွားရပါတယ်ငထွေးယူရဲ့အစွမ်းကတော့မြေပြင်ကိုချေမထိပဲထမ်းပင်ထိုက်ဖျားနေချားမှာလေပေါ်ပြန်တန်းသလိုကူးခတ်နိုင်တဲ့ဖြက်လက်မှုပါပဲသူတို့အားလုံးကိုဥဆောင်သူကတော့အေရင်ဓမာလက်နက်ကိုကင်ဆွဲပြီးနိုင်ငံတော်ကိုကာကွယ်ခဲ့တဲ့သူရဲကောင်းကြီးကြံစစ်သားပါပဲနိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်ရင်းဥတ္တပကုံးမြို့စီတို့စစ်သေးတော်အလုံးအင်းနဲ့ချီတက်ခဲ့ကြပါတယ်အောင်မြင်မှုနဲ့အတူမင်းသမီးမဏိစန္ဒာကိုပကံပြည်စီခေါ်ဆောင်လာတဲ့လမ်းခရီးမှာကြံစစ်သားနဲ့မင်းသမီးတို့အကြားမမျော်လင့်ထားတဲ့တန်ရောစင်တွေအမြင့်တွေခဲ့ရပါတယ်ဒါပေမဲ့နန်းတွင်းကကုန်းချောစကားတွေကြောင့်မင်းကြီးအနော်ရထာဟာအမျက်ဒေါသထွက်ခဲ့ရပါတယ်မင်းကြီးရဲ့လက်ထဲကအေရင်ဓမာလက်နက်ခါကြံစစ်သားစီကိုလျှက်စီးသမျှဥတီသွားခဲ့ပြီးမြဲကံကြမ္မာရဲ့ဖေးမမှုကြောင့်ကြံစစ်သားကိုမထိပဲသူ့ရဲ့အနှောင်အဖွဲ့တွေကိုသာဖျက်တောက်သေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်ကြံစစ်သားဟာထိုလက်နက်ကိုကောက်ယူပြီးပကံပြည်ကနေမြင်းနဲ့အတူအလျင်အမြန်ခရီးဆက်ခဲ့ပါတယ်ဒါဟာပကံသမိုင်းရဲ့အကြီးကျယ်ဆုံးသောသူရဲကောင်းတဦးရဲ့စွန့်စားခံအသစ်စတင်ခြင်းပါပဲ